ယူဇနာ90ရှိတဲ့ယူဇနာ90စရူယံပတ်လေရှိတဲ့ရေကန်ကြီးထဲမှာအနက်ကလည်း90ပဲတကားသက်ထားပါတော့ရေကိုနှခမ်းနဲ့ညီးနေအောင်ရှိပေသည်အဲ့ဒါမြက်ကလေးနဲ့သမမ်းမြက်ကလေးဖြားလေးနဲ့သွားတို့လိုက်ကုန်းပေါ်သွားခါလိုက်ခုနှစ်ခါခါလိုက်တော့ရေမှုံလေးခုနှစ်ခါခုနှစ်တော့ဖြင့်တကားကျကုန်းပေါ်ရောက်မှာပေါ့သို့တော့ယူဇနာအနဲ့ယူဇနာ90ရှိတဲ့ရေနဲ့ယူဇနာပတ်လည်း90အညီမျှရှိတဲ့ရေနဲ့နှိုင်းချိန်လိုက်ခုနှစ်မှုံအပေါ်ရောက်သွားတာမပြောပါတော့ပါဘူးကျန်တာကအများကြီးပိုနေတယ်မဆိုနိုင်ဘူးလားဒါဖြင့်ပြင်မဲ့ကရေဒီမပြောပါတော့အတွင်းကျန်တဲ့ရေဒီအလွန်များပြားဆိုလိုက်ပါဒီမှာလည်းဒီယနေ့ဒကာဓမ္မတွေဟောမှာဥစ္စာငါငါဥစ္စာပြုတ်လို့ရှိရင်ဖြင့်အလွန်ကျေးဇူးများတာကိုသိစေခြင်းလို့မဟာဝကတန်ရုပ်ပါဠိတော်ထုတ်လာတယ်ဒကာဓမ္မတွေမှာခေါင်းပြလဲပြအပေထဲမှာနှစ်ပေါင်းများစွာနေသူများပါးစပ်ထဲမှာသေရကြေရလမ်းဆုံးတဲ့ဒုက္ခပေါင်းဟာတဲ့ငါငါဥစ္စာပြုတ်တဲ့ပုဂ္ဂိုလ်ဟာဒကာဓမ္မတို့ရေမှုန်နဲ့အမြကံထဲမှာရှိတဲ့ရေမှုန်လေးတွေသမမြတ်ဖျားမှာပါတယ်ရေမှုန်လေးတွေနဲ့အမြဆိုတော့ဒီထဲမှာရေမှုန်လေးတွေနဲတာရေကန်ထဲမှာလေသမမြတ်နဲ့တို့ခါမယ်ဆိုကုန်နေရရှိရဲ့အဲ့ဒီအမြရှိတဲ့ရေကန်ထဲမှာရှိတဲ့အမြရေမှုန်နဲ့အမြဒုက္ခတွေဟာငံကောက်စားပြုတ်တဲ့ပုဂ္ဂိုလ်မှာနောက်လွတ်သွားတယ်ကုန်းပေါ်မှာခါလိုက်တဲ့9ခုလောက်ပဲအမှုန်လေးအတွက်ဒုက္ခကြံတော့တယ်ဆိုတော့မေတ္တာနိုင်တဲ့ဒုက္ခတွေသိမ့်သွားပြီဆိုလိုက်ပါလားမရေတွက်နေတဲ့ဒုက္ခတွေကသိမ့်စီပျောက်ပြက်သွားပြီအဟောတိကံဖြစ်သွားပြီလို့မဆိုနိုင်ဘူးလားရေတွက်နိုင်တဲ့ခုနှစ်ခါဒုက္ခတော့ဖဲကြံတော့တယ်ဒါဖြင့်ငံငါဥစ္စာပြုတ်ဖို့ဟာသူတခါပြုတ်လိုက်တယ်ဆိုရင်ဒုက္ခပေါင်းမရေတွက်နိုင်တဲ့အနန္တပြုတ်တယ်ဆိုတာဘုရားဥပမာပြလိုက်သဘောကျဒါဖြင့်ဒကာဓမ္မတို့ငံငါဥစ္စာပြုတ်ဖို့ရေးဟာကသာယေသမီးစီပွားရေးနိုင်ငံရေးအလုံးစုံသောအရေးဖြစ်တဲ့ကြီးတယ်မှတ်ပါဒီရေးအကြီးဆုံးပဲလို့ဆုံးဖြတ်ချက်ချပါနော်သာယေသမီးစီပွားရေးအလုံးစုံသောအရေးတွေရှိတဲ့ရေးတွေရှိပါတယ်အခုအမေမမလို့ကျင်းနိုင်ရောက်တာတွေအခုအမှန်တန်ချက်လာဆိုတော့သာသမီလေးမမလို့အမြန်လာခဲ့ပါဆိုတာတွေဒါတွေအသာထားလိုက်စမ်းပါအရေးမရှိပါနဲ့ဒီငါနဲ့ငါဥစ္စာလေးပြုတ်ဖို့ရရေးကူတာအကြီးဆုံးထား